မင်္ဂလာပါရှင်ကျမတို့ရဲ့မြင့်မို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့ channel လေးကအခုတခါတင်ဆက်ပေးမဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကတော့ဘွားမေစိန်နဲ့ညောင်စုရွာကဒေါ်တန်းရီဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျမတို့ channel လေးကို like and subscribe လေးလုပ်ပေးပါနော်အမေဒီကနေ့တော့ဘူးညိုလေးကြော်ပြီးကြက်ဥလေးပဲချက်ထားတယ်နော်ဒေါ်ဝင်းကမိဖို့တွေကထွက်လာပြီးကိုပြစ်ခင်မှာထိုင်နေတဲ့ဘွားမဲစင်ကိုပြောလိုက်တယ်။ဘွားမဲစင်ကလည်းဝိနေကြအင်ကြီးလေးပြဲနေလို့အလေးနဲ့ချုပ်နေတာပေါ့။ချက်ပြုတ်ပြီးရင်လည်းနားတော့လေအေးဟုတ်အမေတော်နေရေချိုးတော့မှာအော်ဒါနဲ့အမေပါဟိုကကတော့ဒီကတော့နဲ့လေအင်ကြီးဒီလောက်များနေအောင်ဘာလို့ဒီအပြဲကိုမှပြန်ချုပ်နေရလဲအမေရဲ့ဒေါ်ဝင်းကပြောတော့အိုအေးဝိနေကြလေးကမှဝစ်လို့ကောင်းတာနောက်ပြီးဒီအင်ကြီးလေးကအေးလဲအေးတာအေးအစ်စ်တွေကိုမမတ်ပါဘူးအေးမဟုတ်လဲတခြားလူကြီးရွယ်အိုတွေကိုပြန်မြပေးနေတာပဲဘာမစင်ကပြောတော့ဒိုဝင်းကခေါင်းကိုညှိပြီးဒါလည်းဟုတ်တာပဲတော့အော်ဒါနဲ့အမိသားတပည့်မအောင်နဲ့ဟိုကလေးမနှုတ်ရင်ရောဘာထူးသေးလဲတနေ့ကတော့သူတို့မိဘတွေကိုခေါ်ပြီးပြောထားတာပဲအေးယူဖို့တော့ချက်ချင်းမလုပ်ဖြစ်သေးပါဘူးမောင်အောင်ကလည်းကိုယ့်အိမ်ကိုယ့်ရာနဲ့ထားနိုင်မှယူမယ်လို့ပြောနေတာဒါဆိုသူတို့ကအိမ်ခွဲနေကြမှာပေါ့အေးပေါ့မောင်အောင်ကလည်းတူဒီတော်သားဟိုနှုရင်ကလည်းတူဒီတော်သမီးမလားဒါပေမဲ့ပြက်သက်တွေတက်ဒါပေမဲ့ပြဿနာတွေတက်မှာဆိုလို့ကိုယ့်အိမ်နဲ့ကိုယ်ပဲနေကြမယ်လို့ပြောကြတာပဲအေးဒါလည်းကောင်းတာပဲမေရဲ့မောင်အောင်ကလဲရရတွေကိုဦးစီးနေတဲ့သူဆိုတော့သူတို့မင်္ဂလာဆောင်ကမကြတော့ပါဘူးတော့အမေကတော့တပည့်တယောက်ရောတော့မှာပဲနော်ဘဲတက်နိုင်မလဲအေးလူဆိုတာသူ့ဘဝနဲ့သူပဲပေါ့ဘွားမေစိန်နဲ့စကားပြောပြီးနောက်ဒေါ်ဝင်းလည်းရေချိုးဖို့ထွက်သွားပါတယ်အချိန်ကညတကောင်ကျအချိန်ကိုရောက်ရှိလာခဲ့ပါပြီဘွားမေစိန်ရှိလားဘွားမေစိန်ကနိုးလာခဲ့တယ်အချင်းဒီကိုသိတဲ့ဘွားမေစိန်ကအိယာကထပြီးချက်ထဲကိုဆင်းလာခဲ့လိုက်တယ်ညီးဘသူလဲချက်အပြင်ဘက်မှာမတက်ရက်နေတဲ့မိမကြီးကိုဘွားမေစိန်ကမေးလိုက်တယ်ကျုပ်နာမည်ကတန်းရီပါအမေဒီအချိန်ဒီအခါမှရောက်လာတာဆိုတော့ညီကလူမဖြစ်နိုင်ဘူးကဲပြောဘာစီကိုဘာလာလောက်တာလဲဘွားမေစိန်ကပြောတော့မိမကြီးကခေါင်းကိုညှိလိုက်တယ်ကျုပ်အမေကြီးစီကိုအကူကြီးတောင်းဖို့လာခဲ့တာပါအမေကြီးစီလာဖို့ကျုပ်အတော်စူးစမ်းခဲ့ရပါတယ်မေကြီးရဲ့ဒါဖြင့်လေဘာအကြောင်းကိစ္စဆိုတာပြောစမ်းမအောင်အေးကျုပ်နာမည်ကတန်းရီပါညောင်စုရွာမှာနေပါတယ်မိဘတွေနဲ့ယောက်ျားဖြစ်သူကချက်ချမ်းသာသာထားခဲ့လို့ကျမရဲ့ငယ်စဉ်ဘဝကအများအားကြရတဲ့သူပါဒါပေမဲ့တော့ကျုပ်ဘဝဒေါ်တန်းရီကသူ့ရဲ့ဘဝအကြောင်းကိုဘွားမေစိန်ကိုပြောပြပါတော့တယ်ရွာအမိကညောင်စုရွာပါအဲ့ဒီရွာကိုအုပ်ချုပ်တဲ့တကြီးရဲ့နာမည်ကတော့ဦးကောင်းတကြီးအိမ်ကိုရွာသားတူအပြေးအိုးလာရောက်လာခဲ့တယ်ဘာဖြစ်တာလဲကွာရွာသားကြောင့်တကြီးဦးကောင်းကလည်းပြပြတလေးနဲ့ပြန်မေးလိုက်တယ်ခင်မောင်လေးသူ့အမေဒေါ်တန်းရီကိုရိုက်နေတယ်ဗျဟေးဒီကောင်လှုပ်ပြန်ပြီလားကွာတကြီးဦးကောင်းလည်းရွာသားနဲ့အတူခြေလန်းတက်တက်ဖြစ်ထွက်လာခဲ့တယ်ခင်မောင်ဆိုတာကအလုံးမရှိအကိုင်မရှိအမေအိုကြီးရဲ့ပတ်စံကိုအမျိုးမျိုးဖြုံးတီးနေတဲ့အရက်သမားဖေးသမားပေါ့ချော့တခါ၆တလက်နဲ့အမေအိုကြီးဒေါ်တန်းရီထံမှငွေတွေကိုတောင်းယူတတ်သူလည်းဖြစ်တယ်တောင်းလို့မရရင်ရုံညံ့လာတဲ့စိနေမျိုးစုံနဲ့စိတ်ယုံတာမကပါဘူးလက်ပါချေပါရိုက်နှက်တတ်ပါသေးတယ်အရက်ကတားမရတဲ့အစုံရွာတကြီးဦးကောင်းကပဲဝင်ပြီးတော့ဟန့်နေရတာပေါ့ဟေ့အောင်ခင်မမင်းလက်ထက်ဓာတ်ကိုချလိုက်စမ်းခင်မောင်ကဓာတ်တဝင်းဝင်းနဲ့မိခင်ကြီးနောက်ကိုပြေးလိုက်နေလို့တကြီးဦးကောင်းကအော်လိုက်တယ်တကြီးဒီမိမကိုကျုပ်တတ်မယ်ဗျာခမ ्या ဝင်ပါနဲ့ဟေ့ကောင်ခင်မောင်မင်းလက်ထက်ဓာတ်ကိုချမလားမချဘူးလားပဲပြောအေးမင်းဓာတ်မချရင်ငါမင်းကိုဖမ်းပြီးမြို့ကတ်ကိုပို့ရလိမ့်မယ်တကြီးဦးကောင်းကပြောတော့ခင်မောင်လက်ထက်ဓာတ်ကိုချလိုက်တယ်ဟဲ့ကောင်လေးလာကြစမ်းရက်ကြည့်မနေကြနဲ့ဒီကောင်ခေါ်ခဲ့ကြခလန်းလန်းမှရက်ကြည့်နေကြတယ်ရွာသားတွေကိုတကြီးဦးကောင်းကခင်မောင်ကိုဖမ်းခန့်လိုက်တယ်လေဒေါ်တန်းရီကတော့တားဖြစ်သူကိုကြည့်ရင်ငိုယိုနေရှာတာပေါ့ခင်မောင်တယောက်တကြီးဦးကောင်းရဲ့နေအိမ်မှာထိတ်တုံးခတ်အပြစ်ပေးခံရပါတော့တယ်မင်းလိုအကောင်ကဘလို့မှစုံမလို့ရမှာမဟုတ်ဘူးဖေးမရှိတော့လို့လိမ်မမလားလို့ကြည်နေတာ
မင်းကပိုးတောင်ဆိုးလာသေးတယ်အခုလဲကြည့်အမေအိုကြီးရှာသမျှကိုထိုင်ဖြိုးနေမကောက်မေအေအိုကြီးကိုလည်းဓာတ်နဲ့လိုက်တဲ့လူငနွားမင်းကြက်လို့မေအေကခွင့်လွတ်ပေမဲ့ငရဲကခွင့်မလွတ်ဘူးကွာတကြီးဦးကောင်းကကျင်းဝါပေမဲ့လေခင်မောင်တယောက်ယူမဆိုင်ပါဘူးမကြပါဘူးဒေါ်တန်းကြီးတယောက်တငုံငုံတရီနဲ့တားဖြစ်သူကိုခွင့်လွတ်ပေးဖို့တကြီးကိုတောင်းပန်ရှာတယ်ဒီမှာဒေါ်တန်းကြီးအရင်ကဆိုခမ ्या ကိုဒီကောင်ရန်လောက်တိုင်းရွာလူတွေကကောက်ွယ်ပေးကြတယ်ခမ ्या ခွင့်လွတ်လိုက်ကြံတဲ့လူတွေကဓာတ်နဲ့အကျဉ်းခံရဒုံးနဲ့ချောင်းရိုက်ခံရဆိုတော့ခမ ्या ကိုဘယ်သူမှမကာကွယ်ရဲကြတော့ဘူးခမ ्या ဒီကောင်အတွက်ကြက်ကာကွယ်ပြီးနောက်ဆိုကျုပ်လည်းခမ ्या ကိုကာကွယ်ပေးမှာမဟုတ်တော့တကြီးဦးကောင်းကစိတ်ဆိုးမှန်ဆိုးနဲ့ပြောလိုက်တယ်လေဒေါ်တန်းကြီးကတော့မျက်ရည်လေးတဆန်းဆန်းနဲ့ပေါ့တကြီးရဲ့ကျုပ်မှာဒီသားလေးပဲရှိတာပါဒင်းဆိုးတာမိုက်တာလဲကျုပ်သိပါတယ်တော့ဒါပေမဲ့ကျုပ်ကမွေးထားတဲ့မိခင်ကြီးကိုတကြီးရဲ့တကြီးဦးကောင်းလည်းတက်ပြင်းချလိုက်ပြီးကဲခမ ्या သွားကိုခေါ်သွားတော့ဗျာခေါ်သွားပါတော့အဲ့လူပြောပြီးအိမ်ထဲကိုဝင်သွားခဲ့ပါတယ်ထိတ်တုံးမှလွတ်လာတဲ့ခင်မောင်ကိုတာအိမ်မလေးတားကြိုက်တဲ့ကြက်သားဟင်းလေးချက်ထားတယ်အိမ်ပြန်ကြအောင်တော့တာဒေါ်တန်းကြီးကချော့မော်ပြီးပြောရှာတယ်ခင်မောင်ကဒေါ်တန်းကြီးကိုမကြင်မနဲ့ကြည့်နေတာပေါ့ကျုပ်မစားသေးဘူးကျုပ်ရက်တော့မယ်ပတ်စံပေးနောက်ပြီးကျုပ်ကိုအခုလိုထိတ်တုံးနဲ့အပြစ်ပေးခံရတာကျုပ်လုံးဝမကျင်တတ်ဘူးခမ ्या ကျုပ်အကြောင်းသိမယ်အဲ့လိုကျင်းသွားတော့ဒေါ်တန်းကြီးမျက်ရည်တွေကိုလက်နဲ့တုပ်ရင်းအေးပါသားရဲ့အမေမှားတာပါရော့တားလို့ခြင်းနဲ့ပတ်စံဒေါ်တန်းကြီးပတ်စံပေးလိုက်တာနဲ့ခင်မောင်လည်းပတ်စံကိုဆွဲယူပြီးနေရာမှထွက်သွားပါတော့တယ်ဒေါ်တန်းကြီးကတော့တားဖြစ်သူကြောပြင်ကိုကြည့်ရင်ကြံ့နေရစ်ခဲ့တာပေါ့အဲ့လိုနေထိုင်လာရင်းနဲ့တရက်မှာတော့အဖွားကြီးကျုပ်ကိုလက်စွပ်ပေးခင်မောင်ကဒေါသတကြီးနဲ့အင်ကိုပြန်ရောက်လာပြီးဒေါ်တန်းကြီးစီကနေလက်စွပ်ကိုတောင်းတယ်အမိမှာဘယ်လက်စွပ်ရှိလို့လဲတားရဲ့တားဖြုံးလို့အမိရှိသမျှရွှေတို့ရွှေစားတွေလည်းကုန်ပြီလေတားရဲ့ဒေါ်တန်းကြီးကလေးတန်းအေးအေးလေးနဲ့ပြောတော့ခင်မောင်ကခေါင်းကိုရမ်းပြီးအဖွားကြီးကျုပ်ကိုမညာနဲ့ခမ ्या မှာရွှေတွေရှိသေးတယ်ဆိုတော့ကျုပ်သိတယ်ဘာမှဖွက်ထားလဲအမှန်တိုင်းပြောစမ်းအဲ့လိုနဲ့ဒေါသတကြီးနဲ့မင်းနေခဲ့ပါတယ်အမေမညာပါဘူးတားရဲ့အမေတကယ်ပြောတာပါခင်မောင်ကတောက်တစ်ချက်ခောက်ပြီးမပေးချင်ဟာမပေးချင်အိမ်ထဲမှာရှိသမျှပစ္စည်းတွေကိုခင်မောင်ကစိတ်တိုင်းကြကန်ကြောက်ပြီးဖြက်စီးပစ်ပါတော့တယ်အမလီကိုတင်မောင်ရဲ့တော့သားလူစိုးလူမိုက်ကြီးကိုကျုပ်ထိမရတော့ဘူးတော့အမလီဒေါ်တန်းကြီးခမ ्या တားလူမိုက်ကြီးကိုကြည့်ပြီးအော်ဟစ်ငိုကြွေးနေရှာပါတယ်ရွာသူရွာသားတွေကတော့စူညံတန်ငိုယိုတန်များကြားနေပေမဲ့လည်းဘယ်သူမှလာမဆွဲရေးကြဘူးအကြီးတန်းကြီးဘဝကတနာပါတယ်ဟိုအကောင်ခင်မောင်တော့ကန်ကြီးထိုက်မှာမြင်အောင်မိပါသေးတယ်ခင်မောင်ကန်ကြီးထိုက်တာထက်အကြီးတန်းကြီးကိုဒီကောင်ရဲ့ဝစ်ကနေကျွတ်စေခြင်းလာပြီမြင်ရကြားရတာစိတ်မကောင်းလိုက်တာအေးဟုတ်ပါအေးဒင်းကအရက်တော့ဖဲရိုက်အဲ့ဒါတွေမကသေးဘူးရန်ရပါဖြစ်သေးတာဟဲ့အကြီးတန်းကြီးလည်းရှိသမျှငွေတွေရွှေတွေဆိုတာရော်ကြီးပေးအောင်နေမကဘူးဟော်ရီယာလူမိုက်ကြီးရဲ့မိုက်ကြီးခွဲပြီးတောင်းတာကိုပါခံရတော့ဘယ်ရှိတော့မလဲအေးဟုတ်ပါရွာသူတွေကဒေါ်တန်းကြီးအတွက်စိတ်မကောင်းဖြစ်ပြီးပြောနေခဲ့ကြတယ်အချိန်ရာသီတွေတွရွေ့ကူးပြောင်းလာခဲ့တော့ဒေါ်တန်းကြီးတယောက်နာမကျန်းဖြစ်လာခဲ့တယ်အိယာထဲမှာမထနိုင်ဖြစ်နေတဲ့ဒေါ်တန်းကြီးကိုခင်မောင်တယောက်လှဲ့တောင်မကြည့်ခဲ့ပါဘူးဒေါ်တန်းကြီးကတော့အိယာထဲမှာဆေးလည်းမကုနိုင်အစာလည်းမစားနိုင်ဖြစ်နေရှာတာပေါ့ဒါကိုမနေနိုင်တဲ့ရွာသူတချို့ကခင်မောင်ရဲ့အလစ်မှာဒေါ်တန်းကြီးကိုစေးတိုင်းအစာကျွေးုံနဲ့မကပါဘူးချီးသေးတွေကိုပါတန့်ရှင်းပေးကြတယ်လေအကြီးတန်းကြီးကြည်ရတာမရတော့တော့ဘူးတဲ့ဒေါ်တန်းကြီးကိုလောက်ကင်ပေးနေတဲ့ရွာသူကအဲ့ဒီစကားကိုပြောလိုက်တာပါဘယ်တက်နိုင်မလဲသူလဲဝစ်ကျွတ်တာပေါ့အေးရွာသူမိမကြီးကပြန်ပြောတော့အားလုံးကလည်းခေါင်းလေးတွေညှိပြီးထောက်ခံကြတယ်တရက်မှာတော့မိခင်ကိုဂယုမဆိုင်တဲ့လူမိုက်ခင်မောင်ကဓာတ်တက်လက်နဲ့ထန်းတော်မှာတင်နေခဲ့တယ်ခင်မောင်တည်ပြီးတဲ့ဟဲ့ဟင်တကယ်လားဟုတ်ပါတကြီးရောင်သွားနေကြပြီထန်းသမားမောင်တောင်းကအကြောင်းကြားလို့စောစောကပဲသွားကြတာတက်တဲ့သူကိုမ
တိကြပေမဲ့လေခင်မောင်တေတာကိုတရွာလုံးကပြောနေကြတယ်လေခင်မောင်တရားမိခင်အပေါ်ရိုက်နှက်ပြောဆိုနေတာတွေကိုတွေ့မြင်နေကြတဲ့သူတွေကခင်မောင်ကိုယွန်းမုန်းတီးနေကြတာပေါ့လေရွာသူတွေကလည်းခင်မောင်တဲ့တင်ကိုကြားကြားချင်းဒေါ်တန်းရီအိမ်ကိုအပြေးလာခဲ့ကြတယ်အကြီးတန်းရီဒေါ်တန်းရီကအိယာထဲမှာမျက်လုံးများကိုဖွင့်ဖို့ရန်အာယူနေရှာတာပေါ့အကြီးတန်းရီရဲ့သားခင်မောင်တေပြီးတော့ထန်းတော်ထဲမှာဓာကြီးတက်လိုက်နဲ့တေးနေတာတဲ့ရွာသူရဲ့စကားဆုံးတော့ဒေါ်တန်းရီရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေကျဆင်းလာခဲ့တယ်အကြီးတန်းရီအမလီအကြီးတန်းရီဒေါ်တန်းရီကိုဝိုင်းပြီးလှုပ်နိုးတာခေါ်ကြပေမဲ့လေဒေါ်တန်းရီကတွတ်တုံမြမလှုပ်တော့ပါဘူးအမလီအကြီးတန်းရီရဲ့ကျုပ်တို့ကတော့ဝစ်ကျွတ်ပြီးဆိုပြီးအပြေးလာပြောတာထပါအောင်အကြီးတန်းကြီးရဲ့ဒေါ်တန်းကြီးတယောက်အသက်မရှိတော့ပါဘူးရွာသူတွေကဒေါ်တန်းကြီးရဲ့ရုပ်အလောင်းကိုကြည့်ရင်အော်ဟစ်ငိုယိုနေရှာတာပေါ့အကြီးရဲ့အကြီးဘွားဆိုးလိုက်တာတော့ရွာသူတို့ရဲ့ငိုယိုတန်တွေကြောင့်ရွာသူရွာသားတွေကလည်းဒေါ်တန်းကြီးအိမ်ကိုအပြေးရောက်လာခဲ့ကြတယ်ဒေါ်တန်းကြီးတယောက်တားဖြစ်သူနောက်ကိုလိုက်သွားလေပြီဟုပြောကစိတ်မကောင်းဖြစ်ပြီးငိုကြပြန်တာပေါ့လေအဲ့ဒီနေ့ကညောင်စုရွာတရွာလုံးစိတ်မကောင်းဖြစ်ကြတဲ့နေ့တစ်နေ့ပဲပေါ့ဒေါ်တန်းကြီးပြပြသမျှကိုဘွားမေစိန်ကနားထောင်ပြီးခေါင်းကိုညှိလိုက်တယ်ညီပြောသမျှတော့ဘွားသိခဲ့ရပြီဒါပေမဲ့ညီအကူညီတောင်းမယ်ဆိုတဲ့ကိစ္စတော့ပြောပြဖို့ကြံသေးတယ်အေးအဲ့ဒါကဒီလိုပါအမေကြီးရဲ့ကျုပ်လေကျုပ်သားဖြုံးလို့ရွှေတွေငွေတွေအကုန်ကုန်တော့မယ်ဆိုတာသိပြီးကျုပ်ရဲ့နောက်ဆုံးလက်ကျန်ရွှေဆွဲကြိုးနဲ့ရွှေလက်စွပ်တွေကိုကျုပ်အိမ်ထဲမှာကျင်းတူပြီးမြုပ်ထားခဲ့ပါတယ်အဲ့ဒီရွှေတွေကိုရွာဦးစီလေးပြုပြင်မဲ့အထဲထည့်လူပေးပါဒါပေမဲ့ကျုပ်စိတ်ကူးလေးအကောင့်ထဲမဖော်နိုင်ခင်မှာကျုပ်တည်ခဲ့ရတယ်ကျုပ်မတည်ခင်ကအဲ့ဒီအစွဲကြောင့်အကောင့်ထဲဖော်ကျင်နေခဲ့တာပါအမေကြီးရဲ့ဒီကိစ္စကိုတခြားလူတွေစီအကူအညီတောင်းရမှာမယုံကြည်လို့အမေကြီးစီကိုရောက်လာခဲ့တာပါညီးနေခဲ့တာညောင်စုရွာနော်ဟုတ်ပါတယ်အမေညောင်စုရွာဒေါ်တိုင်းလိုမေးသိကြပါတယ်အော်အေးဒါဖြင့်ညီကိုကူညီပေးဖို့အတွက်ဘွားတို့မနှက်ဖြန်မဲညောင်စုရွာစီကိုသွားမယ်အေးညီစိတ်ချလိုက်တော့ဘွားမေစင်ကပြောတော့ဒေါ်တိုင်းကြီးကဝမ်းသာသွားတယ်လေကျေးဇူးတင်ပါတယ်အမေကြီးရဲ့ကျုပ်ရဲ့ရွှေတွေကိုအိတ်အလဲတိုင်းရဲ့အောက်ချီမှာမြုပ်ထားတာပါအမေကြီးတူးယူပြီးကျုပ်ပြောသလိုလေးလှူပေးပါနော်နောက်ပြီးလေကျုပ်အိမ်နဲ့ဝိုင်းလေးကိုပါရောင်းပြီးလှူတဲ့အထက်ကိုထည့်ပေးပါစိတ်ချပါအေးဘွားဘက်ကညီရဲ့ဆန္ဒအတိုင်းလုပ်ပေးမှာပါဒေါ်တန်းကြီးကဘွားမေစင်ကိုကတော့ပြီးဝမ်းသာသောမျက်နှာလေးနဲ့နေရာကနေပျောက်ကွယ်သွားခဲ့ပါတယ်နောက်တရက်မိုးလင်းတော့မိဝင်းညီတူတွေကိုတောက်ခေါ်စီရှင်မျက်နှာတစ်ဖို့ဟန်ပြင်းနေတဲ့ဒေါ်ဝင်းကိုဘွားမေစင်ကအဲ့လိုပြောတော့ဒေါ်ဝင်းကအံ့ဩသွားတယ်လေပြီးတော့မှအခြေအနေကိုနားလည်ပြီးမျက်နှာကိုအမြန်တစ်လိုက်တယ်အမေတို့ခီးသွားစရာရှိတယ်တခါတည်းနွားလဲပြင်ပြီးလိုက်ခဲ့ဖို့ပြောနော်ဟုတ်ကဲ့မေဒေါ်ဝင်းလည်းခြေတပတ်လေးနဲ့မျက်နှာကိုတုံးလိုက်ပြီးခြံဝင်းထဲမှာခက်လန်းလန်းခြေသက်လေးနဲ့ဒေါ်ဝင်းလည်းခြေတပတ်လေးနဲ့မျက်နှာကိုတုံးလိုက်ပြီးခြံဝင်းထဲမှာခြေလန်းခက်သွက်လေးနဲ့လှမ်းပြီးထွက်လာခဲ့တော့တယ်ခဏတာကြာတော့မောင်တိုးနဲ့မောင်အောင်နွားလဲမောင်မီရောက်လာခဲ့တယ်ဘွားအရေးကြီးနေပြီထင်တယ်မောင်တိုးကဝိုင်းထဲကိုဝင်လာခဲ့တယ်အေးကွဘွားတို့ညောင်စုရွာကိုသွားရလိမ့်မယ်ဒါနဲ့မောင်ရင်တို့အကြီးရောမပါလာဘူးလားဟောဗျာအကြီးကကျုပ်ကိုပြောပြီးတော့တန်းပြန်သွားတာလေပြန်မြောက်သေးဘူးလားဗျအေးမင်းတို့အကြီးတော်လေဘယ်မှာစကားပြောနေလဲမသိပါဘူးအမေရဲ့ကျုပ်ကမက်မော်တို့အိမ်မှာခရမ်းသီးဝင်ယူနေတာပါရောက်ပါပြီတော့ခရမ်းသီးတွေကိုစကားတစ်ခုတည်းထည့်ပြီးဒေါ်ဝင်းကယူလာခဲ့တယ်အမေတို့ညောင်စုရွာသွားရမယ်အေးအခြေအနေကြည့်ပြီး1 ရက် 2 ရက်လောက်တော့ကြာမယ်ဒီထက်ကြာရင်လည်းစိတ်မပူနဲ့အေးကြားလားဟုတ်ကဲ့ပါမေရဲ့ဒီလောက်တော့ကြုတ်သိပါတယ်သွားကြစို့လေးဘွားမောင်တိုးမောင်နဲ့နွားလေးဘော်ကိုဗမေစင်ကတက်လိုက်တယ်နွားလေးလေးနဲ့ညောင်စုရွာကိုခီးထွက်လာခဲ့ကြတာပေါ့မောင်အိုးနဲ့မောင်တိုးတို့မသိသေးတဲ့ဒေါ်တန်းကြီးရဲ့အကြောင်းကိုဗမေစင်ကရှင်းပြလိုက်တော့မောင်တိုးတို့လည်းနားလေသဘောပေါက်သွားကြတယ်လေညောင်စုရွာကိုဖြတ်သွားဖြတ်လာလောက်ပဲတိထားတာဘွားရဲ့အဲ့ရွာမှာတော့အတိမိတ်ဆွေမရှိဘူးဗျမောင်တိုးကပြောရှာတယ်လေအဲ့လိုနဲ့ဘွားမေစင်တို့နွားလဲကလေးကညောင်စုရွာကိုရောက်လာခဲ့တယ်ညောင်စုရွာရဲ့ရွာတကြီးအိမ်ကိုရောက်တော့ဒီရွာမှာနေခဲ့တဲ့ဒေါ်တန်းကြီးကြောင့်ဘွားတို့ရောက်လာခဲ့တာပါဘွားမေစင်ကပြောတော့တကြီးဦးကောင်းကအံ့ဩသွားတယ်လေ
အမေတို့ပြောတဲ့ဒေါ်တန်းရီဆိုတာစုံသွားရှာပြီဗျအဲ့တော့ဘွားမေစိန်ကကောင်းလေးကိုညှိ့ပြီးဘွားသိပါတယ်မောင်ရင်အခုလာတာကလည်းတေသူရဲ့ဆန္ဒကြောင့်ပါဗျာရွာတကြီးဦးကောင်းကအံ့ဩသွားတယ်လေမောင်ရင်နားရှုပ်သွားပြီထင်ပါရဲ့ဟုတ်တယ်ဗျအမေပြောတာကိုကျုပ်နားမလည်ဘူးဖြစ်နေတာဒီလိုပါတကြီးကျုပ်တို့ရဲ့ဘွားကကျုပ်တို့တောင်ထုံးရွာအပြင်တခြားသောရွာတွေမြို့တွေမှာပါလူသိများတယ်လေအဲ့လိုလူသိများတာကလည်းဘွားကခုနှစ်သားသမီးတွေကိုနှောက်ယှက်တိုက်ခိုက်နေတဲ့မကောင်းတဲ့ဝိညာဉ်တွေစုံနေတရေတွေကိုဖယ်ရှားရှင်းလင်းပေးနိုင်လို့ပေါ့အခုတကြီးတို့ရွာကဒေါ်တန်းရဲ့ဝိညာဉ်ကလည်းဘွားစီကိုရောက်လာပြီးအကူကြီးတောင်းလို့ကျုပ်တို့ကသူ့အတွက်ရောက်လာခဲ့ကြတာပါအော်တောင်ထုံးရွာကဆိုတော့အမေနာမည်ကဘွားမေစိန်ထင်ပါရဲ့ဟုတ်ပါတယ်ကွယ်လူကိုမမြင်ဘူးပေမဲ့အမေနာမည်ကိုတော့ကျုပ်ရင်းနေပါပြီဒါနဲ့မတန်းကြီးကဘာများအကူကြီးတောင်းလဲဆိုတာကျုပ်သိလို့ရမလားဗျတကြီးဦးကောင်းကပြောလိုက်တယ်သိလို့ရပါတယ်ကွယ်တကယ်တော့တန်းကြီးကသူ့ခြံထားမြုပ်ထားတဲ့ရွှေတွေငွေတွေကိုတူးဖော်ပြီးဇီဒီလေးကိုပြုပြင်ချင်တာပါအဲ့လိုပြုပြင်ဖို့သူမသေးခင်ကတည်းကစိတ်ကူးထားရှာတာပါကွယ်ဒါကြောင့်သူ့ဆန္ဒကိုဘွားတို့ကဖြည့်ဆည်းပေးဖို့ရောက်လာကြတာပါအင်းပြမတန်းကြီးဘဝကတနာစရာကောင်းပါတယ်တားဖြစ်သူလူမိုက်ကြောင့်သူခမဆင်းရဲဒုက္ခတွေကိုလူလှိမ့်ပြီးခံစားနေရတာဗျကျုပ်တို့တရားလုံးကတော့သူ့အကြောင်းပြောတိုင်းစိတ်မကောင်းဖြစ်ကြရပါတယ်ဗျာဦးကောင်းကပြောတော့ဘွားမေစိန်ကကောင်းငှိလိုက်တယ်ကဲဗျာအမေတို့ဘာလုပ်ချင်လဲသာပြောကျုပ်ဘက်ကဘာလုပ်ပေးရမလဲဘွားကတော့တန်းရီအိမ်ကိုသွားကြည့်ချင်တယ်သူပြောတဲ့အတိုင်းမြုပ်ထားတဲ့ရွှေတွေကိုတူးဖော်ပြီးစီဒီလေးကိုပြုပြင်ပေးမယ်ကွယ်ဟုတ်ကဲ့ပါမေဒါဆိုရင်ကျုပ်တို့မတန်းရဲ့အိမ်ကိုသွားကြတာပေါ့နော်ဘွားမေစိန်တို့ကိုတကြီးဦးကောင်းကဒေါ်တန်းရဲ့အိမ်ကိုခေါ်လာခဲ့တယ်မောင်တိုးနဲ့မောင်အောင်တို့ကတော့လက်မှာပေါက်တူးပေါက်ပြားတွေကိုယူလာခဲ့တာပေါ့ရွာတွေကလူတွေကလည်းမျက်နှာစိမ်းတွေနဲ့အတူသွားလာနေကြတယ်သူတို့ရဲ့တကြီးကိုမြင်တော့တိကျင်စိမ့်နဲ့အနောက်ကနေလိုက်လာခဲ့ကြတယ်ဒေါ်တန်းရဲ့နေအိမ်ကိုရောက်တော့လူမနေတော့ဖုန်နေအမိုက်တွေကများနေတယ်ဗျတကြီးဦးကောင်းကခြံဝိုင်းတကားကိုဖွင့်ရင်းပြောလိုက်တယ်အိမ်ထဲကိုရောက်တော့ဘွားမေစိန်ကအိမ်နိုင်တွေကိုကြည့်ရင်ဒီတိုင်းရဲ့အောက်ခြေကိုတူးကွက်မောင်တို့တူးခန့်လိုက်တယ်လေနဘေးမှာရှိတဲ့ရွာသူရွာသားတွေကလည်းဘွားမေစိန်တို့လုတ်ကင်သမျှပြောဆိုသမျှတွေကိုနားထောင်ရကြည့်နေခဲ့ကြတာပေါ့တွေ့ပြီဗျတူးဖော်ရင်မြေဆိုင်မြေမုံကြားမှထွက်လာတဲ့လက်စွပ်တွေနဲ့ဆွဲကြိုးတွေကိုတွေ့သွားခဲ့တယ်လက်စွပ်နှစ်ကွင်းနဲ့ဆွဲကြိုးတစ်ကုန်းတို့ကိုကြည့်ပြီးဒါတန်းရီမြုပ်နှံထားခဲ့တဲ့ပစ္စည်းပဲကွတန်းရီကသူမြုပ်နှံထားခဲ့တဲ့ပစ္စည်းတွေအပြင်သူ့ရဲ့အိမ်နဲ့ခြံကိုပါရောင်းပြီးရွာဦးစီလေးပြုပြင်မဲ့အထဲထဲ့လူပေးပါလို့မှားလိုက်တာဒီတော့ဘွားအနေနဲ့တန်းရီရဲ့ကိုစားဟော်ဒီကရွာသူရွာသားတွေရဲ့အရှိမတကြီးကိုအပ်ပါတယ်တန်းရီရဲ့နောက်ဆုံးဆန္ဒကိုအကောင့်ထဲဖော်ပေးပါလို့ဘွားတောင်းဆိုပါတယ်ကွယ်အဲ့လိုပြောပြီးဘွားမေစိန်ကရွှေတွေကိုတကြီးဦးကောင်းရဲ့လက်ထဲကိုအပ်လိုက်တယ်လေစိတ်ချပါမေမတ်တန်းရီရဲ့ဆန္ဒကိုကျုပ်အကောင့်ထဲဖော်ပေးပါပါမတ်တန်းရီအတွက်ကျုပ်တို့တရားလုံးကဝိုင်းဝန်းကူညီပေးပါမယ်ဗျာဘွားမေစိန်ကကောင်းငှိလိုက်တယ်ဒေါ်တန်းရီဆန္ဒကိုအကောင့်ထဲဖော်ပေးနိုင်တော့မှဖြစ်တာကြောင့်ဘွားမေစိန်လည်းကျင့်တတ်သွားခဲ့တယ်လေတကြီးဦးကောင်းကဘွားမေစိန်တို့ကိုသူ့အိမ်ကိုပြန်ခေါ်သွားပြီးထမင်းဟင်းနေနဲ့အခန့်ကျွေးမွေးရှာတယ်လေတရားလုံးကိုလည်းဘွားမေစိန်တို့လာရင်ကိစ္စကိုတကြီးဦးကောင်းကရှင်းပြလိုက်တော့အားလုံးကလည်းဒေါ်တန်းရီအတွက်ဝမ်းသာနေကြတယ်လေမတန်းကြီးရဲ့ဆန္ဒလေးကိုအကောင့်ထဲဖော်ဖို့လဲတရားလုံးကဝိုင်းဝန်းကူညီပေးပါမယ်လို့ပြောနေကြရှာတယ်။ဘွားမေစိန်ကလည်းတကြီးဦးကောင်းကိုသူ့ရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးပြီးရင်သူ့အတွက်အမျှအတန်းလေးပါပေးဝေလိုက်ပါမောင်ရင်ဒီအတွက်စိတ်ချပါမေကျုပ်တို့သူ့အတွက်အမျှတန်းပေးဝေပေးပါမယ်။အေးကွယ်ဘွားမောင်ရင်ကိုယုံကြည်ပါတယ်။တကြီးဦးကောင်းကိုမှားစရာရှိတာမှားကြပြီးနောက်တနေ့မနက်မှာတောင်ထုံးရွာစီကိုဘွားမေစိန်တို့ပြန်လာခဲ့ကြတယ်။တန်ရင်ကလည်းသူ့ဆန္ဒလေးကိုအကောင့်ထဲဖော်နေကြပြီဖြစ်တာကြောင့်ရောက်ရှိနေတဲ့ဘဝမှာပဲပီတိတွေဖြစ်နေတာပေါ့လေ။အဲ့လိုနဲ့ညောင်စုရွာတဲ့ရွာထိပ်မှာထုံးဖြူဖြူလေးနဲ့တည်ရှိနေတဲ့ဇီဒီရဲ့အလှရှင်အမိကတော့ဒေါ်တန်းရီဆိုတဲ့အမိကထင်းမိနေခဲ့တာပေါ့လေ။
ပရိသတ်များရှင်ဒီဇလန်လေးကိုအစအဆုံးနားဆင်လိုက်ရလို့ကျင်းတဲ့တက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်အခုလိုမျိုးဇလန်ကောင်းလေးကိုနောက်ထပ်တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးကြပါအောင်လို့ပြောချင်ပါတယ်ကျမတို့ရဲ့ channel လေးပရိသတ်များရှင်ဒီဇလန်လေးကိုအစအဆုံးနားဆင်ခဲ့လိုက်ရလို့ကျင်းတဲ့တက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်နောက်ထပ်ဒီလိုဇလန်ကောင်းလေးတွေကိုရှာဖွေတင်ဆက်ပေးမှဖြစ်တဲ့အတွက်စောင့်မျှော်အားပေးကြပါအောင်နော်နားဆင်ပေးခဲ့တဲ့တိုးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်